Hello အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ဒီမြင့်စောလို့ခေါ်ပါတယ်ကျမဒီနေ့ပြောသွားခြင်းတဲ့အကြောင်းအရာလေးကတော့ကလေးတွေတော်တော်များများမှာတွေ့ရတတ်တဲ့ selective mutism လို့ခေါ်တဲ့အခြေအနေလေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့တော့ဒါလေးကတော်တော်များများမှာတွေ့ရတတ်တယ်ဆိုပေမဲ့သိပြီးတော့အလူပြောမများတဲ့အခြေအနေလေးတစ်ခုဆိုရင်လည်းမမားဘူးပေါ့လေနော်အဲ့တော့တကယ်တမ်းကျတော့ selective mutism ဆိုတာဘယ်လိုမျိုးလေးလဲဆိုတော့ကလေးတစ်ယောက်ကသူ့အတွက်မရင်းနှီးတဲ့အခြေအနေတစ်ခုမရင်းနှီးတဲ့လူတွေရှေ့ရောက်သွားရဲဆိုတဲ့အခါမှာစကားလုံးဝပြောမထွက်တော့တဲ့အခြေအနေမျိုးလေးကိုပြောချင်တာဖြစ်တယ်အဲ့တော့စကားပြောမထွက်တော့ဘူးဆိုတာဘယ်လိုမျိုးလေးကိုပြောချင်တာလဲဆိုတော့ဥပမာအပြင်ဆိုရင်တချို့ကလေးလေးတွေမှာဆိုရင်အိမ်မှာကတော့စကားရမ်းပြောတယ်ပြီးလို့ရှိရင်မိခွန်းတွေလည်းဖြေးတယ်မျက်လုံးချင်းလည်းစုံနိုင်တယ်တကယ်သူ့ရဲ့မောင်နှမသားချင်းနေနဲ့လည်းစောင့်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျောင်းရောက်သွားတဲ့အခါမျိုးကျူရှင်ရောက်သွားတဲ့အခါမျိုးသူ့အတွက်မရင်းနှီးတဲ့နေရာကြီးတစ်ခုကိုသွားရတော့မယ်ဆိုတဲ့အခါတွေမှာဆိုရင်ဒီကလေးကလုံးဝစကားမပြောနိုင်တော့ပဲနဲ့ရှက်ဒေါင်းဖြစ်သွားတာမျိုးလေးကိုပြောချင်တာဖြစ်တယ်ပြောချင်တာလုံးဝပြောင်းလဲသွားတဲ့ပုံစံမျိုးလေးပေါ့လေနော်အဲ့တော့အဲ့လိုအခြေအနေလေးတွေမှာတခါလေကြာရင်လူကြီးတွေကထင်တတ်ကြတာဒီကလေးလေးကအရန်ရှက်တတ်တယ်ဒီကလေးလေးကအရန်ရိုင်းတာပဲဒီကလေးလေးကအလိုလိုက်တာလို့စိုးပြီးတော့စကားကိုမပြောတော့တာဆိုပြီးတော့ထင်တတ်ကြတယ်တကယ်တမ်းကျတော့အဲ့လိုမျိုးလုံးဝမဟုတ်ပါဘူးဒီကလေးကစကားမပြောဖို့ရွေးချယ်ထားတာမျိုးမဟုတ်ဘဲနဲ့သူတို့မရင်းနှီးတဲ့တရားတစ်ခုသူလုံခြုံမှုမရှိဘူးဆိုပြီးတော့ခံစားရတယ်ဆိုရင်နေရာတစ်ခုရောက်သွားတဲ့အခါမှာသူတို့စိုးရိမ်ပူပန်မှုတွေအမြင့်လာပြီးတော့စကလုံးအနေနဲ့ပြောပြီးတော့မထွက်လာတော့တာဖြစ်တယ်ပေါ့လေနော်အဲ့အတွက်ကြောင့်မလို့ဒီအခြေအနေမျိုးမှာကလေးတွေကအတန်လေးတွေလည်းမထွက်နိုင်တော့ဘူးမျက်လုံးချင်းတွေလည်းမစုံနိုင်တော့ဘူးဆိုတဲ့အနေအထားထိဖြစ်လာတတ်ကြတယ်ပေါ့လေနော်အဲ့တော့လူတွေတော်တော်များများကဘာလေးကိုအထင်မှားတတ်ကြလဲဆိုတော့ selective mutism ဆိုတဲ့အသုံးအနှုန်းလေးကြောင့် selective လို့ပြောရဲဆိုတဲ့အခါမှာဒီကလေးကတမင်ကိုရွေးချယ်ပြီးတော့မပြောချင်လို့မပြောတာဆိုပြီးတော့ထင်တယ်ပေါ့နော်ဒီကလေးကရွေးချယ်ထားတာမဟုတ်ဘဲနဲ့ဒီလိုအခြေအနေတစ်ခုရောက်တယ်ဆိုတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်လေးကစိုးရိမ်မှုအများများသွားတယ်ဆိုတဲ့အခါမှာလုံးဝ freeze ဖြစ်သွားပြီးတော့မပြောနိုင်တော့တာပြောမထွက်တော့တာဖြစ်တယ်တချို့ကလေးတွေမှာဆိုလို့ရှိရင်ခေါင်းထဲမှာတော့စလုံးလေးတွေစီနေပြီဒါပေမဲ့ဒီပါးစပ်ကနေပြီးတော့ပြန်မထွက်တော့တာမျိုးတခါလေကြာရင်ဒီ level နားမှာတစ်ဆိုသွားတာမျိုးလေးတွေဖြစ်တတ်တာပေါ့လေနော်အဲ့တော့လူကြီးတွေအနေနဲ့ဒီနေရာလေးမှာနားလဲရမှာဘာလဲဆိုတော့ဒီကလေးလေးကတမင်သက်သက်ကိုမလို့ဒီလိုမျိုးရွေးချယ်ပြီးတော့လုပ်နေတာလုံးဝမဟုတ်ဘူးဆိုတာပါပဲတခါလေကြာရင်ကျမတို့လူကြီးတွေတော့ဆိုရင်ပူပန်မှုတွေကြုံရတဲ့အခါတွေအရင်ကြောက်သွားတယ်ဆိုတဲ့အခါတွေမှာဆိုရင်တော့စကလုံးအနေနဲ့ပြောမထွက်တော့တဲ့အခြေအနေတွေကြုံရတယ်လေနော်အဲ့လိုမျိုးပဲပေါ့ကျမတို့လူကြီးတွေမှာတော့အချိန်ယူပြီးတော့စကားပြောဖို့အားယူရတဲ့အခြေအနေတွေဖြစ်တယ်လေနော်အဲ့လိုမျိုးပဲ selective mutism ဖြစ်နေတဲ့ကြုံနေရတဲ့ခံစားနေရတဲ့ကလေးလေးတွေကဒီလိုမျိုးအခြေအနေတခုကြုံရရဲဆိုတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကအလိုလျောက်ကိုတုံ့ပြန်နေတာဖြစ်တယ်ပေါ့လေနော်အဲ့တော့ကလေးကစကားမပြောတတ်တာလည်းမဟုတ်ဘူးမပြောချင်တာလည်းမဟုတ်ဘူးနားမလဲတာလည်းမဟုတ်ဘူးကလေးကမပြောနိုင်တာဖြစ်တယ်ဆိုတာလေးကိုနားလည်ပေးစေချင်ပါတယ်ဒါကြောင့်လူကြီးတွေအနေနဲ့ဒါလေးကိုသတိထားမိလာပြီဆိုလို့ရှိရင်ဘာလေးလုပ်ပေးလို့ရလဲဆိုတော့ကလေးတွေကိုဖိအားမပေးတာမျိုးလေးကနေစပြီးတော့လုပ်ပေးစေချင်တယ်ပေါ့လေနော်အဲ့တော့ကလေးတွေကိုတခြားလူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးတော့ဒီလူကတော့စကားပြောနေပြီဒီလူကတော့ဒါလေးတွေကိုပို့ပြီးတော့လုံနိုင်နေပြီဟိုလူကတော့ဘယ်လိုဆိုရဲနှိုင်းယှဉ်မှုတွေနေမပြောဘူးလားပြောမှလားနင်ဒါကိုပြောတဲ့နေဆိုရဲဖိအားပေးမှုတွေဟာဒီကလေးလေးတွေအတွက်ပို့ပြီးတော့စကားပြောဆိုတဲ့နေရာမှာအခက်အခဲအဟန့်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီနေရာလေးမှာဖိအားမပေးဘဲနဲ့စိတ်ရှိရှိလေးနဲ့စောင့်ဆိုင်မှုလိုပါတယ်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်တချို့ကလေးလေးတွေကအတန်တိတ်နေတိုင်းပေါ့နော်ကျမတို့က selective mutism ဖြစ်နေရလို့တော့ပြောလို့မရဘူးတချို့ကလေးလေးတွေရဲ့ personality က naturally quiet ဖြစ်တာလေးတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့တချို့ကလေးလေးတွေကကြတော့ဒီဘာသာစကားနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေဖွံ့ဖြိုးမှုနောက်ကျတာလေးနဲ့ဆက်ဆက်တာမျိုးလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုအခြေအနေလေးတွေနဲ့ဆက်ဆက်နေရဆိုရင်တော့ selective mutism ဖြစ်တယ်လို့တော့ပြောလို့မရဘူးပေါ့လေနော်ဒါကြောင့်ကိုယ့်ရဲ့ကလေးလေးကအရှိမပြောသွားသလိုမျိုး
မျိုးအခြေအနေလေးခက်ဆင်ဆင်ဖြစ်နေသည့်တိုင်အောင်ဒါလေးတွေရှိနေပြီဆိုရင်တော့ဒါ selective mutism ဖြစ်နေပြီဆိုပြီးတော့တစ်ထစ်ချပြီးတော့ diagnose မလုပ်စေချင်ဘူးပေါ့လေနော်အကယ်၍ဒီကလေးလေးကဒီအခြေအနေလေးတွေကိုတစ်လားထပ်ပို့ပြီးတော့ခံစားနေရပြီဆိုရင်ဒါအပြင်ဒီဟာလေးတွေကသူ့ရဲ့ကျောင်းစာတွေပညာရေးတွေပြီးလို့ရှင်တငယ်ချင်းတွေသူ့ဘေးနာ relationship တွေနဲ့ပါတက်ရောက်မှုတွေရှိလာပြီဆိုလို့ရှိရင်တော့ဒါလေးကို professional ရှိကိုတွားတင်ပြီပေါ့လေနော်အဲ့တော့ professional ရှိမှာဆက်ပြီးတော့အကူအညီယူလို့ရပါတယ်အဲ့တော့ဒီတစ်ခါလေကြားလို့ရှိရင်လူတွေကဒါလေးကိုတက်လုံးမကောင်းတော့လို့ထင်တတ်ကြတယ်တကယ်တမ်းကျတော့လေအဲ့လိုတော့မဟုတ်ဘူးပေါ့လေနော်တဖြည်းဖြည်းချင်းစီ step သေးသေးလေးတွေကနေစပြီးတော့စိတ်ရှိရှိလေးနဲ့သွားရဲเนาะတနေ့မဟုတ်တနေ့မှာတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ပြောထွက်လာနိုင်ပါလိမ့်မယ်တခုရှိတာ selective mutism ဖြစ်နေရင်ဆိုတာဒီကလေးလေးရဲ့အမှားလည်းမဟုတ်ဘူးကိုယ့်ရဲ့အမှားလည်းမဟုတ်ဘူးပေါ့လေနော်အဲ့တော့တဖြည်းဖြည်းနဲ့ဒီမတူညီမှုလေးတွေဒီဖြစ်တည်မှုလေးတွေကိုကျမတို့အသိမှတ်ပြုပေးနေစိတ်ရှိတည်ခံပြီးတော့သူတို့လုံခြုံတဲ့နေရာလေးတစ်ခုဖြစ်အောင်ဖန်တီးပေးရင်းနဲ့ပြုစုပြောထောင်ကြရအောင်လေနော်အဲ့တော့ဒါလေးကိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြမယ်နော်